ဟုတ်ကဲ့အားလုံးပဲကျွန်တော်တို့ line ပေါ်ချစ်မိတ်ဆွေတွေပေါ့နော်အားလုံးပဲမင်္ဂလာပေါင်းခါညောင်းကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်လက်တွဲချင်ကြတဲ့မိတ်ဆွေများအားလုံးပဲဟာလားကျွန်တော်တို့ဒီအပတ်စဉ်ပတ်တိုင်းလစဉ်လာတိုင်းမှာပေါ့နော်နံပါတ်1အစီအစဉ်နေရတော့ကျွန်တော်တနေ့လာဖွင့်နေမှာထိတ်စီးတစ်လုံးပေါ့ဗျာဒုတိယအစီအစဉ်နေရတော့ကျွန်တော်တို့အေဂါနဲ့ဗုဒ္ဓဟူပေါ့နော်အဲ့တော့အေဂါနေ့မှာလည်းကြာချင်းကြာသွားမယ်ဗုဒ္ဓဟူမှာကြာချင်းလည်းကြာသွားမယ်ထိတ်စီးနောက်ထပ်တစ်လုံးဖြစ်ပါတယ်ဒီနှလုံးအမာခံထုတ်ပြီးတော့မှကျွန်တော်ပြီးသွားရင်တတိဖြစ်3လုံးခွေ4လုံးခွေနောက်တစ်ချက်ကမွေးကနန်းဟုတ်လားစသည်အားဖြင့်ကျွန်တော်တို့ရရှိမယ်ပေါ့နော်အဲ့တော့လက်တွဲချင်းကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်ကတော့တလားစာကို2000ကျပ်နဲ့သတ်မှတ်ပေးထားပါတယ်တစ်ပတ်မှ9000ပဲကျတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့လည်းအရှုံးမရှိဘူးအေးစေးနဲ့ထိုးလို့ရတယ်ကျွန်တော်လည်းစေတနာပပမေတ္တာပပနဲ့ရှာဖွေပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ Viber ဖုန်းနံပါတ်690992312ပေါ့နော်အရှိရနေပြီးတော့မှကျွန်တော်တို့369လေးကိုခံပြီးတော့ရိုက်လိုက်ပေါ့နော်အဲ့တော့ Viber မှာလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ် ACC ပဲတွားမယ်2D နဲ့ပတ်သက်လိုက်ကျွန်တော်ကဟဟလားမိတ်ဆွေတို့ကိုဒါဖိုးဝင်ဟောင်းနေရတော့တည်ပြီးသားဖြစ်တယ်ပေါ့နော်ဒီစတင်ပြီးတော့ပေးတဲ့ပတ်သီးတွေမှာတော့ကျွန်တော်လောဘကြီးတယ်ဆိုတော့ဘာလို့လောဘကြီးလဲဆိုတော့ထိုးသားတွေကိုရသိခြင်းနဲ့စိတ်ဆန္ဒတယ်ပေါ့နော်ထိုးခိုင်းတာတင်ပြီးတော့ထိုးခိုင်းတာပေါ့နော်အခွင့်အရေးကတစ်ချိန်မင်းရတယ်ကဏ္ဍကောင်းဆိုတာကအခွင့်အရေးတစ်ချိန်မင်းရတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်တင်ခိုင်းတာလေပေါ့နော်အနည်းဆုံးမရဘူးဆိုရင်တော့9000ဘူးဟုတ်လား1000ဘူးဒီလိုမျိုးတွေလိုချင်တာပေါ့နော်ဟုတ်လားအဲ့တော့မိတ်ဆွေတို့တစ်ချိန်နဲ့9000ဘူးရရင်တော့မှကျွန်တော်ဒါမြက်နေပြီဗျာဟုတ်လားတစ်ချိန်နဲ့9000ဘူးလောက်ရရင်မြက်နေပြီရှင်းကိုက်4သိန်းကိုကျွန်တော်တို့ဒါထိုးကြေးမိတ်ဆွေတို့ထားလေအောင်3သိန်းကျန်နေထားလေ3သိန်းဖယ်လိုက်နော်ဒီလိုထိုးရင်တော့မှမြက်နေပါပြီအဲ့တော့လက်တွဲချိန်ကြတဲ့မိတ်ဆွေတွေလာခဲ့ပါ690992312 Viber နေပြီးတော့ဆက်သွယ်လိုက်ပေါ့နော်